ဒီသချင်းလေးဟာအားလုံးနဲ့သက်ဆိုင်ပါတယ်ငယ်စဉ်ကလေးဘဝတုန်းကရခဲ့တဲ့အပြောအပါတွေသူ့ရဲ့အတွေးအခေါ်တွေအားလုံးကြီးပြင်းလာတဲ့ခါကြလို့ရှိရင်တဖြည်းဖြည်းအဲ့ဒီအခွင့်အရေးတွေကဘယ်သူမှမရကြတော့ပါဘူးတဲ့အဲ့တော့ဒီလိုအခွင့်အရေးလေးတွေကိုပြန်လိုချင်တယ်ပြန်တန်းတမိတယ်ဒါကြောင့်မလို့အားလုံးရဲ့ကိုစားကျမကဆိုပြချင်ပါတယ်နားဆင်ပါငယ်စဉ်ကကလေးတို့ဘဝမှာပျော်ပါဘူးရာလွယ်ပါတယ်ကိုရရနဲ့တင်းတင်းရောက်နေစာချိန်မှာဝစ်စားမယ်အေးချိန်မှာဝစ်အိမ်မယ်အပူပင်ကင်းတဲ့ကလေးလေးဘဝသာတခါပြန်ပြီးရခြင်းတဲ့အဖြစ်မသိစာကြောင်းနေရဲ့တလုံးစီမှာအဓိပ္ပာယ်တွေကအင်မတန်ကိုပြေဝပါတယ်တမင်ဒီသချင်းကိုဘာလို့ဆိုတာလဲဆိုတော့ကိုအောင်တူးကကိုထီးရဲ့ Y1 Steel Guitar ဖွဲ့မှာကီးဘုတ်ထီးတာပါအဲ့တော့ဟိုးစင်ကလွတ်လပ်မှုဟာနေပါပြီတန်ရောစင်နေကျုံနောင်မြဲခဲသွားခြင်းရာကိုမသွားနိုင်ရှင်သေးတယ်အပြစ်မသိသေးကလေးဘဝကိုတခါပြန်ပြီးရောက်ချင်သေးတယ်အားလုံးတန်ရောစင်နေဖြစ်လာတဲ့အခါကျတော့သွားချင်တဲ့နေရာကိုလည်းမသွားနိုင်ဘူးလှုပ်ချင်တာကိုလည်းမလုပ်နိုင်ဘူးအားလုံးကိုစဉ်းစားနေရတယ်ဒါကြောင့်မလို့အားလုံးတွေ့ကျမလည်းအတူတူပဲဖြူစနေနှလုံးသားလေးမှာအယောင်မျိုးစုံချင်နေပြီအလိုလိုက်လွယ်အသုံးမဝင်